မင်္ဂလာပါတကယ်ချင်းတို့ရေဒီနေ့မှာတော့ကြက်သားမွားကြော်လေးကြောပြပေးမှာပါကြက်သားကိုစားစနွင်းအရသာထည့်ပြီးတော့စပယ်လင်လေးထည့်ပြီးတော့ကြက်အောင်ထိပြုတ်ထားပေးရပါတယ်ပြုတ်ပြီးရလာတဲ့ကြက်သားလေးတွေကိုစိတ်ရှည်ရှည်နဲ့မှုတ်ပြီးတော့မီအေးအေးလေးနဲ့ကြော်ပေးရပါတယ်စီကိုတော့လိုတလောက်ချိန်ဆပြီးတော့ထည့်ပေးရပါတယ်အဓိကမီအေးအေးနဲ့အဆက်မပြတ်မှုတ်ထားပေးရမှာပါအဲ့လိုပဲမီးလေးအေးလေးနဲ့အဆက်မပြတ်ပေါ်ပကတ်သွားအောင်မှုတ်သွားပေးရပါတယ်အဲ့လိုပဲမှုတ်သွားရင်းနဲ့ကြက်သားလေးတွေကိုအလဲအတွင်းရောအကုန်ကျအောင်အဲ့လိုလေးခွဲပြီးတော့မှုတ်သွားပေးရပါတယ်ဒါကလည်းကိုကြော်တတ်တဲ့ပုံစံတိုင်းကိုကြော်တာမလို့အပားပါရင်လည်းပြတ်ပြီးတော့ကြည့်ပေးကြပါနော်ကြက်သားလေးလည်းမွာလာပြီအနေထားလေးရလည်းရပြီဆိုရင်စီလေးတွေကိုအလဲကောင်းမှစစ်ပေးပြီးတော့စီလေးကိုညားနေတဲ့အတွက်ခတ်ထုတ်လိုက်ပါတယ်ခတ်ထုတ်ပြီးလို့ရှင်ကိုလိုတဲ့အရသာလေးတွေထပ်ထည့်ပြီးတော့မြူပြီးလိုတလောက်ထည့်ပြီးကြက်သွန်ပြီးတော့ကြက်သွန်နေကြော်လေးတွေထည့်ပြီးတော့ရောမွေပြီးလိုက်ပါတယ်အဲဆိုရင်အရန်ကိုစားလို့ကောင်းတဲ့ကြက်သားဟွာကြော်လေးတစ်ခွက်ရပါပြီကျွန်တော်လည်းလိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါနော်အစောကြီးကြည့်ရှုပေးကြတဲ့တကယ်ချင်းတို့လည်းကျေးဇူးတင်ပါတယ်ရှင်